ညတက်တက်ပဲညီကိုလေးညတက်တက်ပဲတက်တယ်ဖြတ်နေတယ်ညီကိုလေးမဖြတ်လို့မရဖြတ်လို့မရကင်မရာမင်းဖယ်နော်ခဏနေကောင်းပေါ်ကြအဲ့တော့ကျွန်တော်ကိုမေးတဲ့ညီကိုလေးကွန်မန့်မသားများတယ်ဘာကြောင့်မေးလဲဆိုတော့အကိုရေးတဲ့ဘယ်ရာသီမှာရှင်းတင်တယ်လဲတဲ့ကျွန်တော်တို့အခုဘယ်လောက်လဲ6လပိုင်းဝင်ပြီ6လပိုင်းဝင်ပြီဆိုတော့ကျွန်တော်စီမှာမိုးကျနေပြီမိုးလဲဆက်ပြီလို့ပြောလို့ရတော့ဗောနော်မိုးလဲဆက်လာပြီအဲ့တော့အမှန်တကယ်တော့ညီကိုတွေဘယ်လမှာဘယ်လိုအချိန်မှာဖြစ်လာဆိုတော့ကျွန်တော်မသိဘူးကျွန်တော်ညီကိုတွေနော်ကျွန်တော်မှာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အခုချိန်မှာဖြစ်ရတယ်ကျွန်တော်အများတန်းဗီဒီယိုမှာပြောပြတဲ့အတိုင်းပဲလေကျွန်တော်လည်းရှင်းပြထားတယ်ကျွန်တော်ညီကိုတွေတစ်ခါကျရင်သွားမကြည့်လို့ဖြစ်မှာပေါ့နော်အဲ့ဒါတွေလည်းပါတယ်အဲ့တော့ကျွန်တော်စီမှာဒီတတုပ်ပြီးရင်နောက်တတုပ်ကြည့်ပြီးတော့မှအစင်ပြေကျွန်တော်တို့အပွင့်ယူတော့မှာအဲ့ကြောင့်မလို့အခုကျွန်တော်တို့ကပြင်ဆင်ရတာဖြစ်တယ်ကျွန်တော်တို့ကစေးသီးလောက်တာဖြစ်တယ်ကျွန်တော်ညီကိုတွေနော်စေးသီးလောက်တော့ကြောင့်ကျွန်တော်တို့နောက်တတုပ်ဒီတတုပ်ပြီးရင်နောက်တတုပ်ထွက်လာလို့အရွက်ကလှပြီဆိုရင်ကျွန်တော်တို့အပွင့်ယူတော့မှာအခြေအနေကိုကြည့်ပြီးတော့အပွင့်ယူတော့မှာတကယ်လို့အစင်ပြေပြီဆိုရင်ကျွန်တော်တို့ကဂိုင်းပြီအပွင့်ထုတ်တော့မှာအဲ့တော့တကယ်လာတွေနဲ့ရက်တွေနဲ့တိတိကျကျအဲ့လိုမျိုးသွားတဲ့ညီကိုတွေတော့ကျွန်တော်တို့နဲ့တော့ဘယ်လိုပြောမလဲမတူညီမှုတွေတော့အများကြီးရှိမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကြတော့ဒီအချိန်မှာပဲဖြစ်ရတယ်ဘာဖြစ်လဲဆိုတော့ဒီအချိန်မှာပဲကျွန်တော်တို့အသီးယူတာကိုဒီအချိန်မှာပေါ့အသက်တွေဟုတ်ပြီလားအဲ့ကြောင့်မလို့ကျွန်တော်ကတော့အများအားပြောပြသလိုမျိုးပဲကျွန်တော်တို့ဖြတ်ပါတယ်ဒါပေမဲ့အဲ့ဒီတကယ်တမ်းအသီးယူတော့မယ်ဟဲ့ဆိုလို့ရှိရင်တော့အစာတွေစုဆောင်ပြီဆိုတော့ကျွန်တော်တို့အဲ့ဒီချိန်ကျရင်တော့ခဏနားထားတယ်နော်အဲ့ဒီအစာစုဆောင်တဲ့ချိန်မကြခင်မှာကျွန်တော်တို့နောက်တစ်အပွင့်ယူတော့မယ်အစာစုဆောင်ပြီဟဲ့ဆိုတော့အဲ့ဒီချိန်ကျရင်တစ်ချက်နားတယ်အစာစုဆောင်တာတွေအပွင့်ယူတာတွေမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ရွက်နုတတုပ်ပဲအရွက်နုတားများတဲ့ချိန်ပဲကျွန်တော်နားတယ်ကျန်တဲ့ချိန်တွေကျွန်တော်ဖြတ်တယ်ဘာဖြစ်လဲအပင်နဲ့အများကြီးလေကျွန်တော်ညီကိုတွေ7 15ပင်အပင်100 200မှမဟုတ်ပဲကိုအဲ့ကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီလိုမျိုးသွားကြည့်နေလို့မရဘူးဘာဖြစ်လို့ဆိုအပင်များတဲ့ခါကျတော့အလုပ်ကိုကြိုတင်ပြီးလုပ်ရတဲ့အပိုင်းကြီးရှိတယ်နော်ကျွန်တော်ညီကိုတွေအဲ့ကြောင့်မလို့မေးထားတဲ့ညီကိုတွေကိုကျွန်တော်အဲ့လိုမျိုးလေးဖြေပေးလိုက်ပါတယ်လို့နော်ကျွန်တော်ညီကိုတွေအဲ့တော့ကျွန်တော်ပြောသလိုမျိုးလေးနားလည်မလို့ယုံကြည်တယ်နော်ကျွန်တော်တို့ကြတော့အပွင့်ယူတဲ့ချိန်ကသူများနဲ့မတူတဲ့ဟာကြတော့လေဖြတ်တာလဲသူများနဲ့မတူဘူးအဲ့လိုမျိုးတော့ဖြစ်တာပေါ့နော် YouTube ထဲမှာလည်းကျွန်တော်ညီကိုတွေဝင်ကြည့်လို့ရတယ်နော်ကျွန်တော်ညီကိုတွေYouTube မှာကြည့်တာပို့ပြီးရှင်းတယ်ပို့ပြီး line ကောင်းတယ်ဆိုလို့ရှိရင် YouTube ရောင်တွင်းဒီစိုက်ပျိုးရေးနည်းပညာပေးအဲ့မှာလည်းကျွန်တော်တို့ဝင်ကြည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း Facebook မှာလည်းကြည့်လို့ရတာဖြစ်တယ်နှစ်ခုစလုံးပေါ့နော်ဟုတ်ကဲ့ပါ